အားလုံးပဲမင်္ဂလာပါပေါ့ကျွန်တော်မိုးဝေးကျော်ကိစ္စကိုကျွန်တော်တို့ line ပေါ်တင်လိုက်တယ်ပေါ့နော် line ပေါ်မှာကျွန်တော်လာပြီးတော့ comment တွေမှတ်တယ်ပေါ့နော်ဒါမိုးဝေးကျော်မိသားစုကိုကျွန်တော်တို့ကကျေးဇူးတင်တယ်ဆိုတာကျွန်တော်တို့လိုမျိုးကယ်ဆယ်ရေးအဖွဲ့တွေစေတနာဝန်ထမ်းလာရောက်ကူညီတဲ့လူတွေကိုသူ့အနေနဲ့သူ့ရဲ့အာရဒါနာပေါ့ဗျာဒါကူညီတာအလကားကြည့်တာအလားလိုသုံးဆိုတဲ့အကောက်ပိုင်ရှင်ကကျွန်တော်တို့ဒီပေါ်မှာကျွန်တော်ချပေးထားမယ်အဲ့လိုသုံးဆိုတဲ့အကောက်ကကျွန်တော်တို့9000ပေးရလို့ပေါ့ဗျာအသီးပြုတ်တခွန်းနဲ့နောက်တစ်ခုဒါကတော့သူ့ရဲ့ကုန်ကြသေးသူ့ရဲ့ဆိုင်ရဲ့ဝန်ထမ်းစီရှိတယ်လေအဲ့လိုမျိုးသုံးမိန်းသမားကျွန်တော်လာပြောအောင်သုံးမိန်းသမားအများကြီးမဲ့နော်မှန်တယ်အဝေးပြေးဝင်တာလို့မင်းတို့သုံးမိန်းသမားတွေငါတို့ရန်ကုန်တို့နေရာတီးတီးကလာရောက်ကူညီတဲ့လူတွေကိုမင်းတို့တွေကသုံးမိန်းသမားတွေရန်ကောင်းတဲ့ဆိုရင်အမနာပိုင်းကို2 နာရီ 45 မိနစ်ငါရောက်တယ်ရွှေမြင့်စုံကားကိန်းကားနဲ့ရောက်လာတယ်အစ်မတ်နဲ့ကားကိန်းကိုရောက်ချင်းပစ္စည်းလေးတစ်ဖာပါသွားလို့ဆိုပြီးတော့အဝေးပြေးဝင်မိုးဝေကျော်နားလေးပဲရောက်တယ်ပြန်ကွေ့လာတယ်နောက်9000တောင်းသွားတယ်ထားလိုက်အောင်နော်အဲ့တော့သူမျိုးလာရောက်ကူညီတဲ့လူတခါသုံးမိန်းသမားတွေတခါလည်းပြောလိုက်မယ်ကျန်းကုန်းကျွန်တော်တို့ဒီရန်ကုန် sorry ကျွန်တော်မန္တလေးပြည်သူ့စေရုံကျွန်တော်တို့သွားရောက်ပြီးတော့ငလင်းတန်းကြောင့်ဗျာချီလက်အင်္ဂါဆုံးရှုံးသွားတဲ့လူတွေကိုကျွန်တော်လှူလဲသွားရောက်လှူတယ်လှူတဲ့နေရာမှာလည်းကျွန်တော်ကိုလှူပြီးတော့ကျွန်တော်ပြန်လာဖို့အတွက်ကိုပေါ့နော်ကျွန်တော်ပိုးဝေးသမားတွေငားတယ်နေရာမှာကျွန်တော်ဘယ်လောက်တောင်းလဲဆိုတော့မန္တလေးပြည်သူ့စေရုံကနေကျွန်တော်တို့အဝေးပြေးဂိတ်ကို4000တောင်းတယ်သူတို့မျိုးကျွန်တော်တို့သွားရောက်ကူညီနေတဲ့လူတော့ဒါကျွန်တော်တို့ခုနှစ်သားသမီးစုပေါင်းနဲ့အလှူနဲ့ကျွန်တော်သင်္ကန်းကြီးကိုပိုက်တာဖွဲ့သွားရောက်လှူတာအဲ့လာနဲ့သုံးမိန်းသမားတို့ကကျွန်တော်ပြောတယ်ဒီလောက်ကုန်စည်တွေကိုတက်နေတာဒီလိုဖြစ်ပြနေချင်ဒီလောက်မတောင်းဘယ်လောက်တောင်းပါလဲတဲ့ကျွန်တော်ဟုတ်ကဲ့ပါလို့ကျွန်တော်ညင်ကြီးပဲဆက်ထွက်လာလိုက်အဲ့လာနဲ့ကျွန်တော်ဒီရှေ့ဘက်ဂိတ်မှာထပ်ငားတယ်မန္တလေးပြည်သူ့စေရုံရှေ့ကနေကျွန်တော်လမ်းလျှောက်သွားတော့အဲ့ရရင်ကျွန်တော်သုံးမိန်းသမားထပ်ငားတယ်1000နဲ့9000နဲ့မန္တလေးပြည်သူ့စေရုံကိုကျွန်တော်အဝေးပြေးရောက်လာတယ်သူတို့မျိုးကျွန်တော်လာရောက်ကူညီတဲ့လူတွေကိုမလုတ်တဲ့မလုတ်တိုက်တဲ့အားကိုနော်ဒါငါတို့မျိုးလာရောက်ကူညီတာဒုက္ခရောက်နေလို့ကူညီတဲ့လူတွေကိုကူညီရမယ်ရိုင်းမရမယ်ဆိုတဲ့အသိစိတ်ကလေးတွေခင်ဗျားတို့ရင်ထဲမှာခင်ဗျားတို့ခေါင်းထဲမှာရိုက်ထည့်ထားပါနော်တခါလေးပြောလိုက်မန္တလေးကျုံးမှာမလုတ်ဝက်ဖမ်းနဲ့အလူခံနေတဲ့လူတွေအထူးမြတ်ရကပါတယ်လိုအပ်နေတဲ့လူတွေကိုဝေမျှဖို့အတွက်ကိုကျွန်တော်တို့လာတာပါအဲ့အတွက်လည်းအထူးမြတ်ရကမလုတ်တဲ့မလုတ်တိုင်းမလုတ်ကြပါနဲ့တောင်းပန်ပါတယ်